အမျိုးသမီးတွေအတွက်မရှိမဖြစ်လို့ပြောရမယ့်အရာဖြစ်တယ်နော်မိန်းမကိုတန့်ရှင်းရေးကအရန်ကိုမှအရေးကြီးတယ်ရိုးရိုးစက်ပြာနဲ့မဆေးပဲဒီလိုမျိုး finish အတွက်တည်တံ့ထုံထားတဲ့စက်ပြာလေးနဲ့ပဲဆေးတင်တယ်နော်သူ့ကိုဒီအတိကမိချောင်းစီနဲ့ပဲပြုလုပ်ထားတာဖြစ်တဲ့အတွက်မိန်းကလေးတွေအတွက်ကျမ်းမာရေးရှူထောင့်ကနေကြည့်မယ်ဆိုလို့ရှိရင်အရန်ကောင်းတယ်နောက်တစ်ချက်ကကျတော့အိမ်ထောင်ရေးရှူထောင့်ကနေကြည့်ရင်အရန်ကောင်းတယ်ပေါ့နော်သုံးကိုသုံးတင်တဲ့ wash လေးဖြစ်တဲ့ရိုးရိုးကိုကစက်ပြာနဲ့ဆေးလိုက်မယ်ဆိုရင်မလို့လားအဲ့တော့ pH level တွေမညီမျှမှုအခြားသောဆိုးကျိုးတွေအများကြီးပဲရှိ6ပြားလို့ဘာလို့အများကြီးပဲကွာရှိနောက်တစ်ခုကကျတော့မိန်းကိုရားရံတာပေါ့နော်ပိုးဝင်တာအဲ့ဒါမိန်းကလေးတိုင်းဖြစ်တယ်အယောက်100မှာအယောက်90လောက်ကဖြစ်ဖူးလေပေါ့နော်ဒါကအကြောင်းမျိုးမျိုးရှိတယ်ပိုးဝင်ခြင်းကအကြောင်းမျိုးမျိုးရှိဆိုလို့ရှိရင်ဒါလေးကိုသုံးရဒါကြတော့ကျမ်းမာရေးရှုထောင့်ကနေကြည့်မယ်ဆိုရင်ပိုးဝင်ခြင်းရားရံခြင်းအဖြူစင်းခြင်းကိုပြောစေရဲအိမ်တော်ရေးဒုက္ခအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်ဒီမိန်းကိုချစ်လက်စေရပေါ့နော်ပြန်ပြီးတော့ချစ်လက်စေရပေါ့နော်နောက်တစ်ခုကကြတော့ poster လေး poster ဆိုတာကတော့အဓိကစင်တို့ကုတ်တင်မဲတဲ့ဂျိုင်းနေမဲလို့ရှိရင်ထိုင်ပါများလို့ရှိရင်တင်ပါတွေကျွတ်တက်တယ်ပေါ့နော်အဲ့လိုမျိုးနေရာတွေကိုလိမ့်ပေးရ poster လေးဖြစ်တယ်လိမ့်လိုက်လို့ရှိရင်အစီတိုက်မဟုတ်အဆန်းတိုက်ဆိုတဲ့အတွက်အသားလေးကိုစိတ်ဝင်အားအရန်ကောင်းတဲ့ဆိုတဲ့အတွက်လိမ့်ပြီးတော့ရှင်ချွဲပြပြကြီးကြံနေခဲ့ဘူးပြီးတော့အနက်လေးကအရန်မွေရလေးခဲ့လို့ရှိရင်အေးတယ်ပေါ့နော်သူကကြတော့လိမ့်လိုက်ရင် skin လေးကိုနုနုညံ့ညံ့အေးအေးလေးဆူဆူလေးဖြစ်စေရပေါ့သူကမဲနေတဲ့နေရာမှန်သမျှကိုလိမ့်လို့ရတယ်ပေါ့နော်ဒီသုံးမျိုးကတော့မိန်းကလေးတော်တော်များများမှာရှိကိုရှိတင်တယ်ပေါ့နော်တိတဲ့သူတွေကတော့သုံးကြပြီမတိတဲ့သူတွေအတွက်ပြောပြပေးထားပါရှင်နော်ဒီတစ်မျိုးချင်းရဲ့ကောင်းခြင်းတွေကိုသိချင်လို့ရှိရင်လည်းcomment လေးမှာမေးခဲ့လို့ရပါတယ်ရှင်နော်ဒီသုံးမျိုးတွေကဘယ်အရာကိုပဲယူ29,500ကျပ်ပါရှင်လိုမျိုးသုံးမျိုးအတွဲလိုက်ကလေးယူမယ်ဆိုလို့ရှိရင်တော့ delivery နဲ့ပို့ပေးမှာဖြစ်ပါတယ်ရှင်မှာယူခြင်းနဲ့ဆိုလို့ရှိရင်တော့စစင်းရဲ့ဒီ Viber ကနေပြောလဲသွားရမှာယူလို့ရတယ် chance ပေါက်မှာလည်းမှာယူလို့ရပါတယ်ရှင်လက်လီရောလက်ကားရောပေးပါတယ်ပြန်ယူရောင်းခြင်းနဲ့အသေးတွေစိုက်မှာတင်ရောင်းခြင်းနဲ့အသေးတွေဆိုလို့ရှိရင်10ဘူးကနေစပြီးတော့မှလက်ကားစီနဲ့ရပါမယ်ရှင်เนาะအသေးလေးတို့ရေကျမကတော့စစင်းဖြစ်ပါတယ်ရှင်တတာ